ကချင်ပြည်နယ်မြစ်တနာမြို့မြို့တစ်ကြီးရပ်ကွက်မလီဆိုဆေးရုံနဲ့အာစီချက်ကြောင်းလမ်းကြောင်းမှာယမနေ့ည9နာရီအချိန်ခန့်ကအသက်39နှစ်အရွယ်ရှိအမျိုးသားတဦးအိမ်အပြန်လမ်းမှာဘက်ထရီဆိုင်ကယ်နဲ့ဖုန်းတစ်လုံးရိုက်နှက်လူရက်ခံရမှုဖြစ်ပွားခဲ့တယ်လို့လူရက်ခံရတဲ့မိသားစုထံကသိရပါတယ်။မြေမြင့်ရက်ကွက်မှာကျဲဥကစော်နဲ့အေးဆိုင်ဖွင့်လှစ်နေသူအမျိုးသားဟောင်းစိုင်းသိမ်းပြီးအိမ်အပြန်လမ်းမှာဆိုင်ကယ်နဲ့ဖုန်းတစ်လုံးရိုက်နှက်လူရက်ခံရမှုဖြစ်ပွားခဲ့တယ်လို့လူရက်ခံရတဲ့မိသားစုဝင်တို့ကအတည်ပြုပြောပါတယ်။ဆိုင်သိမ်းပြီးအိမ်ပြန်တော့9နာရီတောင်မထိုးသေးဘူးလူတော်လူလာကလည်းမပြတ်သေးဘူးမလီဆိုဆေးရုံလမ်းကြောင်းမှာအမျိုးသားလေးဦး125ဆိုင်ကယ်နှစ်စီးနဲ့ဟုတ်တယ်ဆိုင်ကယ်ကိုရှေ့ကသားပြီးအနောက်ကနေဝိုင်းရိုက်ပြီးဆိုင်ကယ်နဲ့ဖုန်းအလူခံရတယ်လို့ဆိုပါတယ်အဆိုပါဖြစ်စဉ်ကြောင့်ရိုက်နှက်လူရက်ခံရတဲ့အမျိုးသားမောင်ဘက်ထရီဆိုင်ကယ်နဲ့ Oppo ဖုန်းအမျိုးအစားတစ်လုံးပါရှိသွားတဲ့အပြင်ဥကောင်းရိုက်နှက်ခံရ၍စေကမ်းမှာနှစ်ချက်ချုပ်ထားရပြီးအဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍နေမြေခံရဲစခန်းမှာအမှုဖွင့်ထားခြင်းမရှိသေးကြောင်းလည်းသိရပါတယ်ရိုင်းနယ်လူရက်သွားသူများယူဆောင်သွားတဲ့ဘက်ထရီဆိုင်ကယ်နဲ့ Oppo Reno 21ဖုန်းအားလာရောက်ရောင်းချပါကပိုင်ရှင်တန်ဆက်သွယ်အကြောင်းကြားပေးပါရန်ရိုင်းနယ်လူရက်ခံရတဲ့မိသားစုကလူမှုကွန်ရက်မှာကြော်ညာထားတာကိုလည်းတွေ့ရပါတယ်။ကချင်ပြည်နယ်မြစ်တနာမြို့ပေါ်ရှိရပ်ကွက်များမှာခိုးဆိုးလူရက်မှုဖြစ်စဉ်များတနေ့ထက်တနေ့ပိုမိုဆိုးဝါးလာပြီးမြို့ခံပြည်သူများမှာမနက်နေ့လယ်ညသွားလာမှုအပိုင်းမှာစိတ်လုံခြုံမှုကင်းမဲ့လာ၍တပ်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများကခိုးဆိုးလူရက်သူများအောင်စီမံချက်ဖြင့်ဖမ်းဆီးအရေးယူပေးရန်မြို့ခံများကလိုလားနေကြတယ်လို့လည်းသိရပါတယ်။